စက်ပြက်နိုင်ငံတော်ပွဲကင်းနဲ့ကျွန်တော်ရောက်နေပြီကျွန်တော်နဲ့အတူကျွန်တော်နိုင်ငံတော်လည်းရောက်နေပြီကျွန်တော်နိုင်ငံတော်ဟာလည်းကျွန်တော်လိုပဲပွဲငတ်နေတာကြာခဲ့ပါပြီပွဲကြီးပြိတ္တဟာတပွဲပွဲတပဲပဲပွဲကျင်ညာလူခေါ်သူကအချွဲချွဲတကယ်ကဲရုံခါတဲ့အကြောင်းထက်တလဲလဲအော်ကျွန်တော်နဲ့နိုင်ငံတော်ပြောတယ်လက်မှတ်မပါရှက်စရာလို့ပွဲကင်းကပြောတယ်စာမဖတ်တာရှက်စရာလို့ကျွန်တော်ကယုံကြည်တယ်စာဖတ်အောင်လုံးမပေးနိုင်တာပို့ပြီးရှက်စရာလို့နိုင်ငံတော်ကဒူးထောက်နောက်ဆုံးမဲ့အိတ်နဲ့လွယ်မဲ့ညာလို့ပွဲကင်းကပြောတယ်နောက်ဆုံးတော့အိတ်ထဲအကုန်ထည့်ပြီးတိုင်းပြည်ကိုအကျွေးတွေနဲ့မျက်နှာလွှဲခဲ့ပြစ်ခဲ့တယ်လို့ကျွန်တော်ဆိုကမ္ဘာအစင်းရဲဆုံးအဆင့်ကနေကမ္ဘာအဆုတ်ပြတ်ဆုံးအခြေအနေအထိနိုင်ငံတော်ညံ့ခဲ့ချင်းခဲ့တယ်လို့နိုင်ငံတော်ခရဲရဲကောက်ချက်ချတယ်ရွှေပွဲလာရွှေပွဲလာရွှေပွဲလာလို့ပွဲကင်းကတကြောကြောအော်ခေါ်တယ်ဖြာနေရသေးသေးကိုတင်ကြီးကြီးနဲ့ကုတ်ကတ်ထိုင်ရတယ်လို့တိုင်းပြည်သေးသေးကိုတခိုးတဝက်ကြီးကြီးတွေထင်ရဆိုင်ခဲ့ကြတယ်လို့ကျွန်တော်အော်တယ်အရှက်ကြောက်တရားမဲ့သူတွေမတရားတဲ့နေရာယူအုပ်စိုးခဲ့ကြတယ်လို့နိုင်ငံတော်ပြန်အော်တယ်ဇက်အဖွင့်ဒီလုံးကမြန်မြန်ဆိုင်ညညူးစရာတွေအများကြီးတဲကကျွန်တော်နဲ့နိုင်ငံတော်အမှုပညာတွေးဝေးလာတယ်ရိုးသားတဲ့နိုင်ငံသူနိုင်ငံသားတွေပွဲကင်းနဲ့ဝင်လာတယ်ကျူစင်နဲ့နိုင်ငံသူနိုင်ငံသားတွေပွဲကင်းနဲ့ရောက်လာနှင်းပြောက်တဲ့နှွေဦးရောက်ပြီလေအဖွင့်သချင်းနဲ့ပွဲကင်းကညီတန်းပြိုးတယ်အခက်ခဲတွေကြားကမြန်မာဒီမိုကရေစီနှွေဦးလို့ကျွန်တော်ကဟစ်ကြွေးတယ်သီလသမာဓိပညာပြောက်တဲ့နှွေဦးကိုရောက်နေတာလို့နိုင်ငံတော်ကရရဆက်ဆက်ညီကုန်းချုပ်ပြတယ်ပွဲကင်းနဲ့ငါးမီရပြည်ရွှေကိုချင်းပြီးတော့လူဆိုဒီမှာလူနဲ့တူအောင်နေစမ်းပါသချင်းဆက်လာကျွန်တော်ကနိုင်ငံသားတယောက်ရဲ့တောင်းဝန်နဲ့ဝတရားကြေဖို့ဆုံးဖြတ်တယ်နိုင်ငံတော်ကလည်းနိုင်ငံတော်နဲ့တူအောင်နေခြင်းလှတဲ့အကြောင်းဖွင့်ထားတယ်ရုတ်တရက်ခွဲမဲ့နှုတ်ဆက်ပွဲညချမ်းမှာည10 နာရီကျော်တဲ့အထိရွှေမင်းသားလေးများကပေါ်တော်လူမလာသေးကျွန်တော်ကမင်းသားလေးများရဲ့ပြည်သစ်တဲမဲ့ဇက်ပနက်ကိုမျောနိုင်ငံတော်ခမရလဲရွှေမင်းသားလေးများကိုလေတဆန့်ဆန့်ဆိုတော့ချမ်းကဖျားသချင်းတစ်ပုတ်တည်ဆိုရင်ချမ်းနေပြီလားလို့ပွဲကင်းတွေကကျွန်တော်ကိုနှုတ်ခွန်းချွေတယ်နိုင်ငံတော်ရဲ့နိုင်ငံရေးလောကရန်နှင်းရိုင်းတွေရဲ့ကျင့်သားရခဲ့ပါပြီလို့နိုင်ငံတော်ကြံဖြေတယ်ဖျားကြော့တယ်စလိုက်မီးရောင်စုံပြောင်းတယ်မြူးမြူးကြွကြွနောက်ခံတေးဂီတနဲ့ရုတ်တရက်ထွက်ကြလာတဲ့နိုင်ငံတော်သချင်းတီးလုံးမှာကျွန်တော်အလင်းအမြန်ထရက်နိုင်ငံတော်ကလည်းနိုင်ငံတော်သချင်းကိုလေးလေးစားစားအလေးထပြုပနာမအခွင့်အရေးမှာမြမဇက်သပင်ရဲ့ရွှေမင်းသားလေးများအိန္ဒိယတေးသွားနဲ့အာပါတိယကကျွန်တော်ကမျက်ခုံးပင့်ရင်ရွှေမင်းသားတွေကိုဝေးတယ်နိုင်ငံတော်ကမျက်မှောင်ကျုံဇက်သပင်ရဲ့အနာဂတ်ကိုတွေးတယ်နုပညာဝန်းစာထက်သမုဒ္ဒရာဝန်းတထွာကပိုအရေးကြီးတယ်လို့ပွဲကင်းကပြတယ်ဆိုင်းမပါတဲ့ပွဲဟာစားမပါတဲ့ဟင်းလိုပဲလို့ကျွန်တော်ကခံစားတယ်နိုင်ငံတော်ကသူ့အနုဒုက္ခမလက်ရာတွေပြက်စီးကုန်ပါပြီလို့ရင်းနေတယ်ရှိရလေးနဲ့တက်တာလေးနဲ့
ကျူးစားဖြော်ဖြေရှာတဲ့စင်နှိမ်ထက်ကသူတို့ကော့ကောကန်ကားမပွဲမရာနဲ့မြူးကျင်ထူးကျင်ယူကျင်တဲ့စင်အောက်ကသူတို့နိုင်ငံတော်နဲ့ကျွန်တော်ဟာတပ်ပြင်းကိုအကြိမ်ကြိမ်ချရတယ်စီဒီပြားတွေတစ်ချက်ပြီးတစ်ချက်ခွင်ရင်းပွဲကင်းဟာတဖြည်းဖြည်းအသက်ဝင်လာစပယ်ပန်းလေးအပြီးမှာလွမ်းသမားလေးမလန်းဖို့ဟာရောက်ရှိလာတယ်ကျွန်တော်နဲ့နိုင်ငံတော်မျက်ရည်ဆိုတယ်ဇမင်းသားလေးတွေခစ်ပေါ်အချင်းအဆူကောင်းကြသလိုကျွန်တော်နဲ့နိုင်ငံတော်ကနိုင်ငံတော်ရဲ့တိုင်းရင်းပြည်ရာကိုဇမင်းသားလေးတွေလိုအတန်ထွက်ကောင်းကောင်းနဲ့တာယာငြိမ်ချောင်းစီစဉ်တယ်ညတကောင်ရံမှာတာယာရွှေပြည်မြို့ရိုးတကားအော်ပရာအော်တန်ဟစ်တန်တွေနဲ့တင်ဆက်လာလူငယ်ပြိတ္တဟာစိတ်မပါလက်မပါစူညံပေါက်ပွဲစတိတ်ရှိုးပွဲကိုသာစောင့်နေတယ်ပွဲကင်းတွေကလူငယ်တွေနဲ့အတူကျွန်တော်နဲ့နိုင်ငံတော်လည်းနိုင်ငံတော်ရဲ့စတိတ်ဘော်ကရှိုးကိုရောင်ရမ်းညောင်လေးနေကျွန်တော်နဲ့နိုင်ငံတော်ကကြဆက်ကြည့်ရင်ကြဆက်ဆန်တဲ့ကိုယ်နိုင်ငံတော်ကိုအော်ဂနန်ပြန်လည်ပြင်သက်လူလူနဲ့နဲ့ကြဆက်မင်းသားလေးရဲ့လက်ပြန်တစ်ဖက်ကတသက်တာဖြတ်ဖို့ပြခက်ခဲတဲ့ဆေးမင်ရောင်တွေကျွန်တော်နဲ့နိုင်ငံတော်ဟာအမိခန္ဓာမြေပုံတစ်ခုလုံးပေါ်ကတသက်တာမပြတ်ပြေနိုင်တော့တဲ့တေရပါတန်ရာတန်ချက်များကိုကြည်ကြည်ကွဲကွဲဖြစ်နေစတေရှိုးဟာလူငယ်တွေကိုဆွဲဆောင်နိုင်စာကြည့်တိုက်တွေဟာလူငယ်တွေကိုမဆွဲဆောင်တော့လူငယ်တွေပေါ်လွှမ်းမိုးမှုရှိတဲ့ hip hop ဆိုတော့ဂျီဖက်ကိုကြည့်ပြီးလူငယ်တွေကိုမလွှမ်းခြုံနိုင်တဲ့ကျွန်တော်နဲ့နိုင်ငံတော်ဝိုင်းနေဂျီဖက်ရဲ့တဲတဲ့မျက်ရည်မိုးမှာကျွန်တော်နဲ့နိုင်ငံတော်ကြည်ကွဲလေးဘုံမြောက်တဲ့ချင်းစံပြူသွားကြိုးနဲ့ဆိုတော့ဂျီဖက်ဟာကျွန်တော်နဲ့နိုင်ငံတော်ကိုပခုံးပုတ်လို့သွားအတန်ပြပြနဲ့ဂျီဖက်ဟာ6ပုံမြောက်တဲ့ချင်းကိုခြေပြားထောက်ပြီးတည်ဆိုတယ်ပြိတ္တကလည်းခြေပြားထောက်ပြီးနားဆင်ကျွန်တော်နဲ့နိုင်ငံတော်လည်းအယောင်ယောင်အကန်းကန်းလိုက်ပြီးခြေပြားထောက်မှုတော့ကျွန်တော်ကအလဲလဲနိုင်ငံတော်ကအပွဲကွယ်ကျွန်တော်ကိုထူထူမရှိနိုင်ငံတော်ကိုထူထူမရှိကျွန်တော်နဲ့နိုင်ငံတော်ဟာရှက်ကူးရှက်ကန်းကိုဟာကိုဟုတ်ဖတ်ခါပြီးထူရထားရတယ်ဆိုတော့လေဂျီဖက်ကသူကျယ်တွင်ဖြစ်ချင်ကြောင်းလှစ်ဟာတိုင်းပြည်အတွက်ကျယ်ဝန်းနေအများကြီးလိုအပ်ကြောင်းကျွန်တော်ကထောက်ခံတယ်နိုင်ငံတော်ကသူ့မှာရှိသမျှလူငယ်ကျယ်တွေအနိုင်ကျင့်ဖြစ်စည်းခံလဲရကြောင်းအန်ကျိတ်ပြီးပြောတယ်အပြည်ပြည်ဆိုင်ရာလေစိတ်ကြီးလဲငိုလို့အချင်းနဲ့အဆိုတော်ကလေးဂျီဖက်နှုတ်ဆက်ကျွန်တော်နဲ့နိုင်ငံတော်ကလူငယ်တွေကိုခုထိဘာတချင်းနဲ့ဂုံပြရမှာတိတိကျကျမသိသေးကြောင်းဝန်ခံရတယ်ရွှေပဲလာပြိတ်သက်တူပိုက်ဆံအိတ်ကြပြောက်ကြောင်းကြီးညာတယ်ကိုရှင်တရားတွေကြပြောက်ခဲ့တာကြာပြီဖြစ်တဲ့အကြောင်းကျွန်တော်ကပြောတော့နိုင်ငံတော်ကလည်းသူ့တင်စာတတွေအရင်အမြင့်လိုက်ကြောက်ရှာခဲ့ရကြောင်းရင်ဖွင့်တယ်ရွှေပွဲလာကမှတ်ပုံတင်တင်ရဖို့အရေးကြီးကြောင်းပြောတယ်မှတ်ပုံတင်အရေးကြီးသလိုစာနာစိတ်ရှိတဲ့လူပီပီတတတယောက်ဖြစ်ဖို့လည်းရေးကြီးကြောင်းကျွန်တော်ကမှတ်ချက်ချနိုင်ငံတော်ကတိုင်းပြည်ကိုလက်ညှိုးထိုးရောင်းစားသွားတဲ့တရားမဝင်မှတ်ပုံတင်ခိုး20မိသားစုတွေအကြောင်းသက်သေပြတယ်ဒီလိုနဲ့တကောင်ထက်ညထက်မနဲ့နိုင်တော့တဲ့မပြောမရှင်ပွဲကင်းနဲ့နောက်ပိုင်းဇက်ထုတ်မပြီးတဲ့နောက်ပိုင်းဇက်ရှုပ်ရုံရင်းစံခတ်တထုံတုံးတတိုင်းတိုင်းဘုံတိုင်းကျပွဲအပြီးမှာတော့ကျွန်တော်နဲ့နိုင်ငံတော်ရင်ဘတ်ပြိုင်သူဖြစ်ရင်ရှက်ကြီးတင်ငယ်ငိုခဲ့ကြပါလေ
မင်းညို ဆရာညီမင်းညိုရဲ့ကြပြဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ